Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ပေါ့နော်ချောကလက်ကြိုက်တဲ့ကောင်မလေးရောကောင်လေးတွေရောအတွက်ဒီနေ့ဆော့ပြပေးတော့မယ်ပေါ့နော်ခုံပါတယ်ငါချစ်သူလေးဟာချောကလက်ကြိုက်တယ်ကဲရေရူနဲ့စားကြအောင်မလားရေရူနဲ့လည်းကြိုက်တဲ့လူတွေအတွက်ပေါ့နော်ကော်ဖီပါပါတယ်နော်ခုံနေဒီအခါမှာနည်းနည်းကြာသွားရပေါ့နော်တောင်းပန်ပါတယ်နည်းနည်းကြာသွားတော့ခုံနေနောက်ဆုံးတစ်ခါမှစူးစမ်းကြည့်တော့ရသွားပါတယ်လို့ရောက်သွားပါပြီဒါကကော်ဖီပေါ့နော်အဲ့အနီရာလေးကောင်းလို့မရပါဘူးစောချင်တဲ့ဗာလဲစော်ကိုင်းချင်တဲ့ဟာရှင်စော်ကိုင်းလို့ရတယ်နော်အရောင်လေးသတ်မှတ်ပေးပါစော်ပေးပါမယ်ခုနေချောကလက်ဒီစားကြအောင်လား